မင်္ဂလာပါရှင်ဒီနေ့မှာကတော့ဘူးမိသားစုနဲ့အတူတူတလေးဆိုင်ရုံသွားဖြစ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဝင်ကြီးကတော့3000ဖြစ်ပါတယ်ဘူးပထမစခြင်းသွားကြည့်ရတော့ရင်းမြစ်ဖြစ်ပါတယ်ဒီလေးတွေရဲ့အစာတွေကတော့3000ကနေစရှိပါတယ်ဘူးမိမိနဲ့မောင်လေးပါဘူးကတော့မြောက်ကလေးလေးသွားကြည့်ဖြစ်ပါတယ်ဘူးကအမျိုးတွေနဲ့တွေ့ပြီဆိုတော့လေဒီလိုပါပဲဒီကမြောက်ဒီကငပြောတိတဲ့ကစုံရက်ကိုပိုကြိုက်တယ်လို့ဖူးထင်ပါတယ်။ဒါကတော့ချစ်စရာကောင်းတဲ့ပန်ဒါလေးဖြစ်ပါတယ်။ယူကြီးရအကြီးရနဲ့ချစ်စရာကောင်းတဲ့ကလေးလေးကိုအစာကျွေးနေတာဖြစ်ပါတယ်။သူလေးအထီးကျန်နေရပေါ့။ဒီနေ့ဖူးဝတ်ထားတဲ့ outfit လေးပါ။လေးလေးကစားနေပါတယ်။ရုံလေးနဲ့ပူးလေးတွေပါအိပ်ပျော်နေတဲ့ကြကြဖြစ်ပါတယ်တကယ်ချစ်စရာတွေပါသွားလေးတွေကအသက်ပါရမ်းလာတဲ့သမီးလေးတွေပါပူးစင်လေးတွေသွားကြည့်ဖြစ်ပါတယ်ပူးငယ်ငယ်လေးတွေကချေရတဲ့မူမူပါမူမူကတော့အသက်တော်ကြီးနေပါပြီဒီနေ့ကတော့ဒီလောက်ပါပဲရှင်။ဘုဗီဒီယိုကိုအစားဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။